ဒီတစ်ပုဒ်ကတော့အကြံပေးတဲ့ဗီဒီယိုပေါ့နော်ဦးစင်းအခုပြောနေတဲ့ဒိဋ္ဌိဒိဋ္ဌမတ္တနီတလာယတနာနီဒီနည်းကမျက်စိနာနှာခေါင်းလျှာကိုစိတ်နဲ့ဆိုင်တဲ့ဒီခန္ဓာ6မျိုးနဲ့ဆိုင်တဲ့ကမ္မထမ်းပေါ့နော်ဝိပဿနာတရားရှုမှတ်ခြင်းကိုပြောပြပေးနေတာဖြစ်ပါတယ်အခုလိုပြောပြပေးနေတာကပေါ့အခုပြောသမျှကိုဒီတိုင်းကြီးပဲခေါင်းညှိပြီးတော့ယုံခိုင်းတာမဟုတ်ဘူးဒါကိုပဲအမှန်ဆိုပြီးတော့ကြားတာနဲ့ပေါ့နော်ပြောတာလေးကြားအောင်နဲ့အမှန်ဆိုပြီးတော့ယူလိုက်စေချင်တာမဟုတ်ဘူးဒီကြားတဲ့ဟာကိုကြားတဲ့အတိုင်းပြန်ပြီးတော့လုပ်ကြည့်ဖို့တရားရှုဝိပဿနာတရားပြန်ပြီးတော့ကိုယ့်ကိုရှုမှတ်ကြည့်ဖို့အတွက်တိုက်တွန်းပါတယ်ဦးဇင်းပြောနေတာတွေကသုတေသနာပေါ့နော်သုတေသနာနဲ့ဘုဒ္ဓရာနဲ့တိတ်တော့မကွာဘူးသုဒ္ဓဆိုတာလည်းအကြအမြင်သုတေသနာဆိုတာလည်းအကြအမြင်ရှာမိတာပဲနော်နှစ်ခုကအတူတူပဲသုတေသနာရဲ့သဘောတရားမှာကြတော့ကျမ်းတွေကိုရှာဖွေမယ်ပြီးရင်အကျမ်းတစ်ခုပြုစုမယ်ပေါ့နော်ဒီပြုစုတဲ့လူရဲ့အကျမ်းတွေကိုလည်းအဲ့လိုပေါ့နော်ကျမ်းပြုစုထားတဲ့သူများပြုစုပြီးသားကျမ်းတွေကိုလည်းတစ်ခါပြန်ပြီးလေ့လာပြီးတော့တစ်ခါကိုကျမ်းတစ်ခုပြန်ရေးတဲ့သဘောမှာရှိတယ်ပေါ့နော်သုတေသနာရဲ့သဘောကပြောချင်တာသုတေသနာဆိုတာကသူများလေ့လာထားတာပဲဖြစ်ဖြစ်ဒီပေါ့နော်ပညာရက်တွေကိုလေ့လာပြီးလို့ရှိရင်အဲ့လေ့လာတဲ့ပညာရက်တွေမှာတကယ်လက်တွေ့အသုံးဝင်တာလေးတွေကိုပြန်ပြီးတော့ရေးသားတဲ့ပုံစံမျိုးကျမ်းတစ်ခုပြုစုတဲ့ပုံစံမျိုးပေါ့နော်ဒီလိုလေ့လာတဲ့အခါမှာဘာအချက်တွေရှိလဲဆိုရင်နောက်ထပ်ပြုစုတဲ့သူတွေကကောင်းတာလေးကိုပို့ပြီးတော့ရွေးနာနိုင်တယ်ပေါ့နော်ကောင်းတဲ့အချက်တွေကိုပို့ပြီးတော့ပြုစုလာနိုင်တယ်ဆိုတဲ့အချက်တွေရှိပါတယ်ဒီသုတေသနာဆိုတဲ့အကြမြင်ရှာမိတဲ့ပညာရက်မှာသူကတခုကိုထားပါတော့ကျမ်းတစ်ခုကိုလေ့လာပြီဆိုလို့ရှိရင်ဒီကျမ်းကိုလေ့လာလိုက်တယ်ဒီကျမ်းထဲမှာပါတဲ့အချက်တွေကကိုကောင်းတဲ့ဟာတကယ်လက်တွေ့လုပ်ကြည့်ရပေါ့နော်လက်တွေ့လုပ်ကြည့်ရတဲ့အခါမှာတကယ်အကျိုးရတဲ့ဟာတွေကိုယူပြီးတော့အကျိုးမရတဲ့ဟာတွေအများရှိခဲ့ရင်လည်းသူကအဲ့ဟာကိုမယူဘဲနဲ့ကိုယ့်ကိုအသုံးပြုတဲ့လက်တွေ့အသုံးပြုတဲ့ပုံစံပေါ့နော်အဲ့ဒါကဒီသုတေသနာတွေကိုသုတေသနာနေပြီးတော့ဘုဒ္ဓရှာဖွေတဲ့အခါမှာသုံးရမယ်နည်းပေါ့နော်အခုဦးစင်းပြောပြနေတဲ့ဒီနည်းကိုလည်းအဲ့ဒီအတိုင်းပဲအသုံးချစီခြင်းတယ်ပေါ့နော်ဦးစင်းပြောတဲ့အထဲမှာစိတ်နဲ့ရွတ်ဆိုတာရှိတယ်ဒီစိတ်နဲ့ရွတ်တဲ့စကားလုံးရဲ့ဖြစ်ချင်းကိုကြည့်တာရှိတယ်စိတ်နဲ့ရွတ်ဆိုတဲ့စကားလုံးရဲ့ပြည့်ချင်းကိုကြည့်တာရှိတယ်ဒီစိတ်နဲ့ရွတ်ဆိုတဲ့စကားလုံးရဲ့ပြည့်ချင်းကိုဆင်ခြင်ပြီးမှအနိစ္စဒုက္ခအနတ္တသဘောတရားကိုဆင်ခြင်တာရှိတယ်ဒီ၄ချက်ရှိရပေါ့နော်ဒီ၄ချက်ထဲမှာကိုယ့်ကိုလိုက်လို့ပေါ့မှန်မှန်ကန်ကန်လေးမသိရင်လည်းဦးစင်းကိုလာမေးလို့ရတယ်မှန်မှန်ကန်ကန်လေးလိုက်လို့ပြီးတော့မှကိုယ်စီမှာလက်လောဖြစ်နေတဲ့စိတ်နဲ့ဆိုင်တဲ့စကားလုံးကိုစိတ်နဲ့ရွတ်ဆိုတဲ့အဆင့်ပေါ့နော်ဒီအဆင့်ကိုကိုကတကယ်လည်းလိုက်လို့ကြည့်ပြီးတော့တကယ်လည်းအကျိုးရတယ်ကိုယ့်အတွက်အကျိုးရှိရဆိုလို့ရှိရင်ဒီနည်းလေးကိုယူသုံးပေါ့နော်အဲ့ဒါတကယ်လို့အကျိုးမရှိဘူးဆိုရင်တော့မသုံးနဲ့ပေါ့နောက်ဖြစ်ချင်းကိုကြည့်ရလဲအဲ့လိုပဲပြည့်ချင်းကိုကြည့်ရလဲအတူတူပဲအနိစ္စဒုက္ခအနတ္တကိုကြည့်ရလဲအတူတူပဲအသက်ရှူသွင်းရှူထုတ်တဲ့နည်းဆိုလဲအဲ့လိုပဲပေါ့နော်ကိုကလိုက်လို့ကြည့်ပြီးလို့ရှိရင်ကိုကောင်းတယ်ထင်တဲ့ဟာကိုယူလိုက်ကိုယ့်အတွက်အဆင်ပြေတဲ့ဟာကိုယူလိုက်အဆင်မပြေဘူးဆိုရင်ယူမသုံးနဲ့ပေါ့နော်အဲ့ဒါတခုအကြံပေးခြင်းတို့နောက်တစ်ခုကလူတွေကကမ္မထမ်းအကုန်လုံးနဲ့အဆင်ပြေခြင်းမှပြီးမှာပေါ့နော်ဒါဥစဉ်ကဒီတလာယနာဆိုတဲ့နာမည်နဲ့အဓိကမျှဝေမှာဒီအခုလဲဒီကမ္မထမ်းပဲနောက်လဲဒီကမ္မထမ်းပဲပေါ့နော်ဒီကမ္မထမ်းဆိုတာကမျက်စိနားနှာခေါင်းလျှာကိုစိတ်နဲ့ဆိုင်တဲ့ကမ္မထမ်းဖြစ်ပါတယ်ယုံနံကမ္မထမ်းမဟုတ်ပါဘူးเนาะယုံနံကမ္မထမ်းမဟုတ်ဆိုတာနာမည်ပေါ့เนาะခေါင်းစဉ်အနေနဲ့ယုံနံကမ္မထမ်းမဟုတ်ပါဘူးအာနာပါနကမ္မထမ်းလည်းမဟုတ်ပါဘူးအာသုဘကမ္မထမ်းလည်းမဟုတ်ပါဘူးเนาะအဲ့တော့အဓိကချို့တွေကပုဂ္ဂိုလ်အရာပေါ့เนาะခုကမ္မထမ်းနဲ့ကိုကွဲတတ်တယ်အဲ့ဒီဟာကိုလည်းသတိထားဖို့လိုတယ်ဒီကမ္မထမ်းဥစဉ်ပြောနေတဲ့ဒီမျက်စိနားကောင်းလျှာကိုစိတ်နဲ့ဆိုင်တဲ့ဒီဟာကိုကြည့်တာကကိုယ့်အတွက်အဆင်ပြေရဆိုရင်တော့သုံးပေါ့နော်အဆင်မပြေဘူးထင်လို့ရှိရင်မသုံးနဲ့ကိုအဆင်မပြေတဲ့ဟာကြီးကိုသုံးနေလဲကိုယ့်အတွက်ဘာမှထူးခြားလာမှာမဟုတ်ဘူးတော့နော်အဲ့တော့ကိုယ်နဲ့ကြိုက်တဲ့ကမ္မထမ်းကိုလည်းသုံးဖို့လိုသေးတယ်အဓိကပြောချင်တာဒီတိုင်းနားထောင်ထားတဲ့ဆိုင်ရင်လက်တွေ့ပေါ့နော်လိုက်လုပ်ကြည့်လိုက်ဖို့လက်တွေ့လိုက်လုပ်ကြည့်ဖို့အတွက်တိုက်တွန်းပါတယ်တကယ်လက်တွေ့လုပ်ကြည့်ပြီးတော့မှအကျိုးရမရဆိုတာကိုကြည့်ပြီးတော့သုံးသင့်မသုံးသင့်ကိုစဉ်းစားဖို့လိုပါလိမ့်မယ်
ဦးဇင်းကတော့တာလာယနာဆိုတဲ့နာမည်နဲ့စာနဲ့လက်တွေ့နည်းကြဝိပဿနာတရားရှုမှတ်ခြင်းကိုမျှဝေပေးနေတာဖြစ်ပါတယ်မြတ်စွာဘုရားဟောကြားခဲ့တဲ့တုတ်တန်နဲ့ဆိုင်တဲ့နိကေ၅ချမ်းကိုဖတ်ချင်တဲ့ဆိုရင်တိပိဋကမြန်မာဆိုတဲ့ application မှာတွားပြီးတော့ဖတ်လို့ရပါတယ်